မင်္ဂလာပါနော်တချို့အိမ်အောင်ချီတွေရှိတယ်ပေါ့နော်အိမ်အောင်ချီအမျိုးသမီးလေးတွေရှိတယ်လိုင်းပေါ်မှာပေါ့နော်ကိုယ့်ရဲ့အမျိုးသားနဲ့ဒီလိုမျိုးရေးနှီးနှီးဆက်ဆံမှုရှိတဲ့အမျိုးသမီးတွေဆိုသူတို့တွားပြီးတော့မှန်ကြတယ်ပေါ့နော်မှန်ကြတယ်ဒါပေါ့နော်ဒါငါယောက်ျားနော်သူကတော့မရင်ငယ်ဒီလိုမျိုးတွေချပြီးတော့မှတ်မိတာတွေရှိတယ်ကွာအထူးကတော့အမျိုးသမီးဆိုတော့ခံစားချက်ကနည်းနည်းလေးမထိန်နိုင်ကြဘူးပေါ့နော်မထိန်နိုင်တဲ့အတွက်ကြောင့်သူတို့ကဒီလိုမျိုးတွားပြီး post တွေနဲ့မှတ်နာတွေဒီလိုမျိုးရှိတယ်ပေါ့နော်အဲ့တော့မိုးတစ်ခုတတိပေးထားပါတယ်နော်အဲ့လိုမျိုးတွေမလောက်ကြဖို့မိုးတတိလည်းပေးခဲ့ပါတယ်ဟလားအဲ့တော့အခုထပ်ပြီးတတိပေးချင်ပါတယ်အဲ့လိုမျိုးသူများအမျိုးသမီးတွေရဲ့ post တွေမှာတွားပြီးမမှတ်မှာနဲ့ကို့အမျိုးသားနဲ့ဖောက်ပြန်နေတာသိကြရင်တော့အဲ့ဒီ post တွေမှာတွားပြီးမမှတ်မှာနဲ့နော်မှန်လို့လည်းဘာအကျိုးမှမရှိပါဘူးကိုလှုပ်ဆရာရှိတဲ့အလုပ်ကိုလှုပ်ပါသူနဲ့တကယ်ဖောက်ပြန်နေတယ်လို့တတ်သိနေမြင်ရင်တိုင်ပါနော်အေးယူလို့ရပါတယ်ကိုကတွားပြီးတော့မန်လိုက်တာတို့ပေါ့နော်မန်လိုက်တာတို့ post တင်ပြီးဆဲတာတို့ဘာလို့ဆိုတာလေကိုပြန်ပြီးတော့ထိခိုက်နိုင်တယ်တဲ့လားအဲ့နောက်ပြီးကိုအမျိုးသားကလည်းအဲ့ဒါမျိုးကိုသိရင်ကိုကာကွယ်ဖို့တဲ့ဟိုဘက်ကိုတွားပြီးကာကွယ်ဖို့ပို့ပြီးအလားလာရှိတယ်ပေါ့နော်အဲ့တော့မိုးပြောချင်ပါတယ်တကယ်ပဲကိုအမျိုးသားနဲ့ဖောက်ပြန်နေတာသိကြတယ်တက်တေတွေပါမိတယ်ဆိုရင်အရေးယူလိုက်ပါနော်တွားပြီးတော့အဲ့ဒီမန့်တစ်ချောင်းလောက်နဲ့တော့တွားပြီးတော့သူများကိုမပြောနဲ့တော့ဒါဘာမှလည်းကိုယ့်အတွက်လည်းအကျိုးမရှိဘူးနော်သူ့အတွက်လည်းဘာမှမထိရဘူးအဲ့အတွက်ကြောင့်မိုးပြောချင်ပါတယ်နော်အိမ်အောင်ရှင်အမျိုးသမီးလေးတွေကိုဖောက်ပြန်ခံရတယ်လို့သိတယ်ဆိုရင်အဲ့ဒီကိုအမျိုးသားနဲ့ဖောက်ပြန်တဲ့သူကိုတွားဆဲနေမယ်စားကိုအမျိုးသားကိုပဲဘလို့လေးထိမ့်သိမ့်ကြမယ်ဆိုတာကိုစဉ်းစားကြည့်ကြပါလိမ့်ရှင်